မင်္ဂလာပါဒီနေ့ Facebook user တွေအတွက် Facebook account လောကြတာ account hack ခံရတာတွေကိုအလွယ်တကူပြန်ယူလို့ရအောင်တို့တင်ပြင်ဆင်ထားတဲ့အနေနဲ့ကိုယ့်ရဲ့ account ကို ID တင်ထားဖို့လိုအပ်ပါတယ် ID တင်ဖို့အတွက်လိုအပ်ချက်တွေကမိမိရဲ့ account name နဲ့ကိုတင်မဲ့ ID ကတ်မှာရှိတဲ့ name ကတူညီနေလို့ရှိရင်တင်ပြပါတယ်နောက်တစ်ခုကကိုယ့်ရဲ့ account က two step ခံနိုင်ရမယ်နော် Okay အသေးစိတ်ကိုကျွန်တော်ဒီမှာဆက်ပြီးတော့ဆက်ပြပါပေးမယ်ဆိုလို့ရှိရင်အရင်ဦးဆုံးကျွန်တော်တို့ Facebook တွေကိုဝင်လိုက်ပါနော်အရင်ဦးဆုံးကိုယ့်ရဲ့ဒီမှာကိုယ့်ရဲ့ name ကကိုတင်မဲ့ ID ကတ် name နဲ့တူနေမှရမယ်နော်မတူဘူးဆိုလို့ရှိရင်နာမည်ပြောင်းလိုက်ပါနော် Facebook ကိုနာမည်ပြောင်းလိုက် Facebook ကနာမည်ပြောင်းတာတော့လွယ်ပါတယ်ဒီကနေမှ setting and privacy တွေကိုသွားပြီးလို့ရှိရင် setting တွေကိုဝင်ပြီးလို့ရှိရင် personal detail တွေကိုသွားပြီးလို့ရှိရင်ဒီမှာ personal detail တွေကို sorry ဒီမှာ profile ကိုနှိပ်ပြီးလို့ရှိရင်ဒီမှာကိုယ့်ရဲ့ account ကိုနှိပ်ဒီမှာ name ဆိုတာရှိတယ်နော်ဒီမှာဆိုရင် first name ရှိတယ် last name ရှိတယ်ဒီ middle name ရှိတယ်ပေါ့နော်ဒီနေရာမှာကိုယ့်ရဲ့မှတ်ပုံတင်ဖြစ်ဒါမှမဟုတ်ရင်ရေမောင်းနိုင်စဉ်ဖြစ်ပေါ့နော်ရေမောင်းနိုင်စဉ်မှာရှိတဲ့နာမည်နဲ့ဒီကရှိတဲ့နာမည်နဲ့တူအောင်ချိန်ထားလိုက်ပေါ့နော် okay ချိန်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနေစပြီးတော့တွက်လို့ရမလဲဆိုတော့ဒီမှာpersonal detail တွေကိုဝင်လိုက်မယ်နော်ခဏနေရပဲပြီးလို့ရှိရင်ဒီ account setting အောက်ကဒီ personal detail တွေကိုသွားဒီ account setting အောက်ကဒီမှာ personal detail တွေကိုဝင်လိုက်မယ်ဝင်ပြီးဆိုလို့ရှိရင်ဒီမှာ identity confirmation ဆိုပြီးတော့ရှိတယ်ဒါလေးတစ်ချက်တော့ထားပြလိုက်မယ် okay ပြီးလို့ရှိရင်ဒီအောက်က confirm your identity ဆိုတာကိုတစ်ချက်နှိပ်ပြလိုက်မယ် okay အောက်ကမှာ running at about social issue ဆိုတဲ့စာတန်းလေးကိုနှိပ်ပြလိုက်မယ်နော်ပြီးလို့ရှိရင်ဒီမှာကိုနေတဲ့နိုင်ငံကိုတင်မဲ့ ID ကတ်ရဲ့နိုင်ငံကိုရွေးလိုက်ပါကျွန်တော်တော့ဒီမှာမြန်မာလို့ရွေးပြလိုက်မယ်မြန်မာပါမှာဆိုပြီးတော့နော် okay ပြီးလို့ရှိရင်ဒီမှာကကျွန်တော်မှာtwo factor authentication ကဒီမှာ on တယ်နော်အကယ်လို့ဒီမှာ up နေမယ်ဆိုလို့ရှိရင်two factor authentication ကိုတော့ပြီးတော့ on ပေးရမယ်နော်ဆိုလို့ရှိရင်ဒါဆိုရင်two factor authentication ကလည်း on နေပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ personal ID ကိုတစ်ချက်လောက်ထားပေးလိုက်မယ်okay ဒီမှာဆိုလို့ရှိရင်ကိုတင်မဲ့ကိုရဲ့ ID ကိုဒီမှာတစ်ချက်လောက်select လုပ်ပြီးလို့ရှိရင် next နဲ့သွားလိုက်နော်ဒီမှာရွေးချယ်စရာရှိတယ် passport ရမယ် driving license ရမယ် national ID ရမယ်အများကြီးတော့ဒီမှာvisa တွေကစပြီးလို့ရှိရင် test card တွေအများကြီးပဲတပုံကြီးရတယ်နော် passport ဖြစ်national ID ဖြစ်ပေါ့နော်ကျွန်တော်တို့ night နဲ့သွားလိုက်မယ်ဆိုလို့ရှိရင်ဒီမှာသူကဓာတ်ပုံရိုက်ခိုင်းမယ်နော်gas tag ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကင်မရာဖွင့်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဓာတ်ပုံရိုက်ခိုင်းပြီနော် okay ဓာတ်ပုံရှင်းနောက်တည်ကြလေးရိုက်ပေးလိုက်ပါရိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော်မှကြတော့ဒီမှာလောလောဆယ်တော့ဒီ account ကကျွန်တော်အရင်သုံးတဲ့ account ဆိုတော့မတင်တာတော့ဘူးနော်ဒီတိုင်းပဲပြီးတယ်လို့ရိုက်လိုက်မှာပေါ့နော်ဒါပြီးလို့ရှိရင်ဒီမှာ identity confirmation in process ဆိုပြီးတော့ရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ finish နှိပ်လိုက်မယ်ဆိုလို့ရှိရင်အကယ်လို့ကိုယ့်ရဲ့ ID မှန်မယ်ဆိုလို့ရှိရင်တော့ခဏစောင့်ပြီးလို့ရှိရင်ဒီ note မှာလာပြီးတော့မှကိုယ့်အကောက်ကိုID တင်ပြီးကြောင်းဒီ note မှာလည်းတက်တယ်ပြီးလို့ရှိရင် email မှာလည်းတက်တယ်နော် okay ဆိုလို့ရှိရင်ဒီဗီဒီယိုကတော့ဒီလောက်ပါတယ်အားလုံးပဲနားလည်ကြမှထင်ပါတယ်အဆင်မပြေတာတစ်ခုရှိမှဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့ comment မှာပြောခဲ့ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်